Hello မြင်တွေ့နေရတဲ့မြင်ကွင်းလေးကတော့ကျွန်တော်နေနေတဲ့ရက်ကွက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်နေတဲ့ရက်ကွက်ဟာဆိုရင်ဖြင့်အိုင်ဇောမြို့ရဲ့အစွန်ဘက်မှာဖြစ်တော်ညာလေစေုံစေခန်းဈေးကျွန်တော် fashion ဆိုင်စားတောက်ဆိုင်ပါနော်အဲ့ဒါတွေစုံစုံနေရှိတဲ့နေရာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ second hand ရောင်းတဲ့ဆိုင်ပါနော် fashion ဆိုင်ခေါင်းစားအခြေဆုံးရှိပါတယ် second ဆိုပေမဲ့အထင်မသေးလိုက်ပါနဲ့အနည်းဆုံးမြန်မာငွေကျပ်2000ဝန်းကျင်ကနေစပြီးမှဝယ်ယူလို့ရတဲ့နေရာဖြစ်ပါတယ်ပြီးတော့ branded တွေများသောအားဖြင့်ရှိတဲ့နေရာပါနော်အဲ့ဒါဆိုတော့ဈေးလေးကကျွန်တော်မြန်မာနိုင်ငံ second hand ဈေးထက်တော်တော်လေးကိုများတယ်လို့ပြောရမယ်ခင်ဗျပြီးတော့ရှင်းနာလေးရောက်ပြီဆိုရင်တော့ကျွန်တော်နေတဲ့အိမ်ကိုရောက်ပါပြီကျွန်တော်နေတဲ့အိမ်ကကွန်ရဲ့အောက်မှာပေါ့နော်ကွန်ဆိုတာကမစ်ဆွေတို့မြင်တဲ့အတိုင်းပဲအပေါ်လန်းအောက်လန်းဆိုတာရှိတယ်အဲ့ဒါကိုမစိုးလို့ကွန်လို့ခေါ်ပါတယ်ခင်ဗျပင်းလို့လည်းခေါ်ပါတယ်ကွန်တော့မဟုတ်ပင်းလို့ခေါ်ပါတယ်ခင်ဗျအားလုံးဘိုင်ဘိုင်ပါကျေးဇူးတင်ပါတယ်